မင်္ဂလာပါပရိသတ်များခင်ဗျာစိတ်ဝင်စားစရာကဘာတလောကတက်ခတ်ရေးသတင်းအကြောင်းအရာတွေကို MSC ကတင်ဆက်ပေးသွားပါမယ်ကဘာကြီးတစ်ခုလုံးစောင့်မျှော်နေခဲ့တဲ့ရာစုနှစ်ရဲ့အကြီးကျယ်ဆုံးမကြေပွဲကြီးပြန်လာခဲ့ပါပြီလွန်ခဲ့တဲ့17နှစ်2015ခုနှစ်ကကမ္ဘာလက်ဝှေ့လောကကိုကိုင်းလှုပ်ခဲ့တဲ့သမိုင်းဝင်ပြိုင်ဘက်2ဦးဖြစ်တဲ့မေဝယ်သာနဲ့ပက်ကွီယိုတို့ဟာမကြေပွဲအနေနဲ့ပြန်လည်ရင်ဆိုင်ကြတော့မှာပါပိုပြီးမိုက်သွားတာကတော့ဒီတစ်ခါ Las Vegas မြို့ကကမ္ဘာအဆင့်မီနည်းပညာတွေတက်ဆင်ထားတဲ့ Sphere ကွင်းကြီးမှာကျင်းပသွားမှာဖြစ်ပြီး Netflix ကနေတည်တံ့တိုက်ရိုက်လိုက်ပြသသွားမှာပါပထမပွဲတုန်းကအားမလို့အားမရဖြစ်ခဲ့ရတဲ့ပရိသတ်တွေအတွက်ဒီတစ်ခါတော့လုံးဝလက်လွတ်မခံသင့်တဲ့အခွင့်အရေးကြီးတစ်ခုရောက်လို့လာခဲ့ပါတယ်ဒီသတင်းဟာလုံးဝလက်လွတ်မခံသင့်တဲ့ပွဲကောင်းကြည့်ရမယ့်အခွင့်အရေးကြီးတစ်ခုပါပဲအမေရိကန်ရဲ့ပွဲ90ထိုးပွဲ90လုံးရှုံးပွဲမရှိစံချိန်တင်ထားတဲ့ချန်ပီယံကြီးနဲ့ဝိတ်တန်း၈ခုချန်ပီယံဖိလစ်ပိုင်ရဲ့ဂန်ဒဝင်တရေကောင်းတို့ရဲ့အကျိတ်နဲ့သမိုင်းဝင်ထိုးသတ်မှုတွေကိုမြင်ကြရမှာပါမေဝယ်သာရဲ့ပွဲ90ထိုးနိုင်ပွဲအားလုံး90မှာ28ပွဲကအလဲထိုးပွဲတွေပါဒီလိုရှုံးပွဲမရှိတဲ့မေဝယ်သားရဲ့မှတ်တမ်းကိုပက်ကီယိုကချိုးဖျက်ချင်နေခဲ့တာပါလို့ Netflix Sport ကရေးသားထားတာတွေ့ရပါတယ်။ဘယ်သူကအစ်စ်မှန်ချန်ပီယံလဲဆိုတာဆုံးဖြတ်ပေးမဲ့ဒီပွဲကသမိုင်းတွင်မဲ့ပွဲတစ်ပွဲဖြစ်လာမှာသိကြနေပါပြီ။လာမယ့်စက်တင်ဘာလ19ရက်နေ့စနေနေ့ကိုကလန်ဒါမှာအခုပဲမှတ်ထားလိုက်ပြီး Netflix အကောင့်ကိုပြင်ထားရပါတော့မယ်။ပက်ကီယိုကလာမယ့်ဧပြီလမှာလဲရုရှားချန်ပီယံဟောင်းRuslan Provodnikov နဲ့တရုတ်ပြပွဲထိုးဖို့လည်းရှိနေတဲ့အကြောင်း MSC ကတင်ပြလိုက်ရပါတယ်ခင်ဗျာ MSC ရဲ့ channel ကိုမလုပ်ရသေးဘူးဆိုရင် like and subscribe တွေလုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်